ဇလန်လေးရဲ့စမှာတော့မုံရန်ဆိုတဲ့လူငယ်လေးတယောက်ဟာကျင်းညီတွေနဲ့ဓာတ်လက်ကိုလဲလှယ်ဖို့ဗပဲဆရာစီကိုတွားပါတယ်။ဒါပေမဲ့ဗပဲဆရာကမုံရန်လိုခိုင်းစီတယောက်ကဓာတ်ကင်ဖို့မဖြစ်နိုင်ဘူးလို့ပြောပြီးမလဲပေးခဲ့ပါဘူး။မုံရန်ကတော့ဗပဲဆရာရဲ့ဓာတ်ကိုဖြုတ်ယူသွားပြီးထွက်ပြေးသွားပါတယ်။မုံရန်ဟာဓာတ်ကိုယူပြီးငကနိုင်ခြေသေးတွေကိုတိုက်ခိုက်မယ်လို့ကြွေးကြော်နေချိန်မှာပဲတောင်ဆောင်မော်ကနေတဆင့်ငကနိုင်ခြေသေးကြီးရဲ့ပုံကိုပြုတ်ကျသွားပါတယ်။မုံရန်ဟာရှောင်းရင်တင်းရင်နဲ့ပဲငကနိုင်ချင်းသေးကြီးကသူ့ကိုတက်ဖို့အလို့မှာမုံရန်ရဲ့လေးစားရတဲ့ရှာဟိုစစ်သူကြီးကကယ်လိုက်နိုင်ပါတယ်။ရှာဟိုစစ်သူကြီးနဲ့ငကနိုင်ချင်းသေးတွေတိုက်ခိုက်ကြပြီးတော့ငကနိုင်ချင်းသေးတွေကကြောက်ရွံ့ပြီးထွက်ပြေးသွားကြပါတယ်။စစ်တီပေါင်းဟာလည်းသူတို့ရဲ့စစ်သူကြီးကိုချီးကျူးဂုဏ်ပြုနေကြပါတော့တယ်။တိုက်ပွဲကြီးပြီးဆုံးသွားပြီးနောက်နေ့ရောက်တော့တချင်ပြည်မှာအရာအားလုံးဟာပုံမှန်လိုပဲလဲပတ်နေပါတယ်။မုံရန်ဟာလွတ်လပ်တွေကိုတင်ဆက်ဖို့သွားနေရင်သူ့တငယ်ချင်းနှစ်ယောက်နဲ့အတူငကနိုင်ချစ်သေးရဲ့ပုံကိုကြည့်ပြီးဝေဖန်ပိုင်းခြားနေကြပါတယ်။မုံရန်ရဲ့တငယ်ချင်းတွေဟာခိုင်းဘက်ဖြစ်ရတာဟာလုံခြုံကြောင်းပြောနေတော့မှမုံရန်ကတော့စစ်တီတော်တယောက်ရဲ့ဓာတ်ကိုကိုင်းပြီးသူဟာစစ်တီတော်တယောက်ဖြစ်ခြင်းကြောင့်ကြွေးကြော်နေပါတယ်။အဲအချိန်မှာပဲစစ်တီတယောက်ရောက်လာပြီးမုံရန်ကိုနှိမ်ချပြောဆိုပြီးအနိုင်ကျင့်ပါတော့တယ်။မကြခင်မှာပဲရှာဟိုစစ်သူကြီးရောက်လာပြီးငကနိုင်ချင်းသေးကိုဖမ်းနိုင်ရင်စစ်တီရာထူးပေးမယ်လို့ပြောလိုက်ပါတယ်။နောက်နေ့ရောက်တော့မုံရန်ငကနိုင်ချင်းသေးကိုတယောက်တည်းသွားရှာပါတယ်။တနေရာရောက်မှာတော့ငကနိုင်ချင်းသေးကိုတွေ့သွားပြီးထောင်ချောက်ဆင်ပြီးဖမ်းဖို့လုပ်ပေမဲ့မျက်နှာဖုံးနဲ့မိန်းကလေးတယောက်ကြောင့်မဖမ်းမိခဲ့ပါဘူး။ငကနိုင်ချင်းသေးနဲ့ဒီမိန်းကလေးတိုက်ခိုက်နေတော့မှပဲမုံရန်ဟာအလစ်ဝင်တိုက်ဖို့လုပ်ပေမဲ့ငကနိုင်ချင်းသေးကြီးကနှစ်ယောက်လုံးကိုအမိနဲ့ပုတ်ထုတ်လိုက်ပါတယ်။မုံရန်ဟာကြောက်တိုင်ဒေါ်ကြီးတွေကိုကျသွားပြီးတော့ကိုမီးဆရာကြီးနဲ့တွေ့သွားပါတယ်။ကိုမီးဆရာကြီးဟာငကနိုင်ချင်းသေးတွေကိုမျိုးပွားအသက်ရှင်စေနိုင်တဲ့ရင်းရံကြောက်တုံးအကြောင်းကိုပြောပြပါတယ်။အဲဒီနောက်ခွန်းလုံဆိုတဲ့ငကနိုင်ချင်းသေးကြီးရဲ့အကြောင်းကိုပါပြောပြတော့မုံရန်ဟာခွန်းလုံချင်းသေးကြီးရဲ့နေရာကိုမေးပါတယ်။ခွန်းလုံကိုတတ်နိုင်ရင်အထူးစစ်တီတော်ဖြစ်မှာဆိုပြီးမုံရန်ဟာပြောနေပါတယ်။ကိုမီးဆရာကြီးကတော့မင်းမြင်နေရတာတွေကအကုန်မဟုတ်သေးဘူးလို့ပြောပြီးဘယ်အရာမဆိုနှလုံးသားနဲ့ကြည့်ဖို့ပြောပါတယ်။အဲဒီလိုပြောပြီးတော့မုံရန်ကိုပြန်ပို့ပေးပြီးနေရွယ်ကြီးလို့အမည်ရတဲ့အကောင်လေးနောက်ကိုလိုက်သွားဖို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲမျက်နှာဖုံးနဲ့မိန်းကလေးရောက်လာပြီးမုံရန်ကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာငြိမ်းချမ်းရေးယူပြီးခွန်းလုံချင်းသေးကိုအတူတူရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ခွန်းလုံကိုရှာနေကြတော့မှပဲမိန်းကလေးရဲ့နာမည်ဟာရွှေရီမန်းမုံရန်ဟာတည်သွားပါတယ်။နေရွယ်ကြီးဟာမုံရန်တို့ကိုခေါ်သွားပြီးတနေရာအရောက်ရစ်ပူစော်ခံရတော့မဲ့စိတ်ကလေးကိုကယ်လိုက်ပါတယ်။ရွှေရီဟာလည်းမကောင်းဆိုးဝါးတွေနဲ့တိုက်ခိုက်ရင်သူမရဲ့မျက်နှာဖုံးဟာပျက်စီးသွားပါတယ်။မုံရန်ဟာလည်းရွှေရဲ့အလှပကိုမြင်ပြီးအံ့ဩမှင်သက်သွားပါတယ်။သူတို့ဟာမကောင်းဆိုးဝါးတွေကိုခက်ခက်ခဲခဲတိုက်ခိုက်ပြီးမှလွတ်မြောက်လာခဲ့ကြပါတယ်။ရွှေဟာခွန်းလုံကိုတက်ချင်ဓာတိုင်းလေးချင်းမို့ပြောပြီးမုံရန်ကိုဓာတိုင်းတင်ပေးပါတယ်။သူတို့ဟာရှောက်သွားရင်းနဲ့ခွန်းလုံကိုတွေ့ပြီးလိုက်တိုက်ခိုက်ဖို့လုပ်နေတော့မှပဲနေကြနဂါးကြီးနဲ့တွေ့ကြပါတော့တယ်။နေကြနဂါးကြီးကမျက်စိမမြင်ရတာမလို့အတန်မထွက်ဖို့ရွှေကသတိပေးလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲစိတ်ဟာအတန်ထွက်မိသွားပြီးတော့နေကြနဂါးကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပါတော့တယ်။သူတို့တိုက်ခိုက်နေတော့မှခွန်းလုံချင်းသေးကြီးရောက်လာတော့ရွှေရာတိုက်ခိုက်မလို့လုပ်ပေမဲ့အချိန်မကျသေးဘူးလို့ပြောပြီးမုံရန်ဟာတားလိုက်ပါတယ်။နေကြနဂါးကြီးကတောင်စွန်းကနေမုံရန်ကိုဖြုတ်ချဖို့လုပ်နေတော့မှပဲရွှေရာမုံရန်ကိုကယ်ရင်နေကြနဂါးကြီးရဲ့အစိတ်ကိုမိသွားပါတယ်။မုံရန်ဟာရွှေရီကိုခေါ်ပြီးထိုနေရာကထွက်သွားဖို့လုပ်ပေမဲ့ပြင်းထန်တဲ့ရေစီးကြောင်းတွေကြောင့်သူတို့အားလုံးမြေထဲကိုမျောသွားကြပါတယ်။နောက်နေ့ရောက်တော့သူတို့ဟာချင်းရံမြို့ကိုရောက်သွားပြီးရွှေရီဟာလည်းပြန်လဲကောင်းမွန်လာပါတယ်။ခွန်းလုံချင်းသေးကြီးကသူတို့အားလုံးကိုကယ်ပြီးချင်းရံမြို့မှာထားခဲ့တာပါ။အံ့ဩဖို့ကောင်းစွာပဲရွှေရီကိုစစ်ကူပေးတဲ့အဖိုးအိုကြီးဟာကြောက်တိုင်တော်ထဲမှာကိုမီးဆရာကြီးဖြစ်နေတာပါပဲ။မုံရန်ခွန်းလုံကိုဘာလို့တက်ချင်တာလဲလို့ရွှေရီကိုမေးတော့ရွှေရီဟာသူမရဲ့ဘဝအကြောင်းကိုပြောပြပါတော့တယ်။သူမဟာထန်အမျိုးကလာတာဖြစ်ပြီးတော့ဆယ်စုနှစ်နှစ်ခုစာလောက်အသက်ရှင်နိုင်မဲ့မိန်းကလေးဖြစ်ပါတယ်။ရွှေရီနဲ့အဖိုးဟာမိသားစုနဲ့ကိုလိုက်ရှာရင်သူမရဲ့အဖိုးဟာခွန်းလုံတက်တာကိုခံလိုက်ရတာကြောင့်ခွန်းလုံကိုတတ်မှဖြစ်ကြောင်းပြောပြပါတယ်။အဲဒီနောက်မုံရန်တို့တယောက်ဟာမြို့ထဲမှာရှောက်သွားရင်အနာဂတ်မှာလုံးမဲ့အစီအစဉ်တွေကိုပြောနေချပါတယ်။အဲဒီချိန်မှာပဲခွန်းလုံဟာမြို့ထဲဝင်လာပြီးလူတွေကိုတိုက်ခိုက်ပါတော့တယ်။မုံရန်နဲ့ရွှေရီတို့နှစ်ယောက်ဟာလည်းခုခံတိုက်ခိုက်ရင်နောက်ဆုံးမှာခွန်းလုံကိုဖမ်းမိသွားပါတယ်။ဖမ်းမိသွားတဲ့ခွန်းလုံကိုရွှေရီဟာတတ်ဖို့လို့ခွန်းလုံဟာသူတို့ကိုကယ်ခဲ့တာဖြစ်ကြောင်းပြောပြီးမတတ်ဖို့မုံရန်ကတားလိုက်ပါတယ်
စစ်တီတယောက်ကခွန်းလုံကိုသူတို့ဖမ်းမိတာဖြစ်ကြောင်းပြောပြီးသူတို့ရဲ့လက်ထဲအပ်ဖို့ပြောပါတယ်တစ်ဖက်မှာလည်းရွှေဟာခွန်းလုံကိုတတ်ဖို့အလုပ်စစ်တီဟာခွန်းလုံကိုသူတို့ယင်မိတာဖြစ်ပြီးရွှေရဲ့ဖိုးဝင်ရှုပ်လို့လွတ်သွားတာဖြစ်ကြောင်းပြောလို့ရွှေဟာထိုစစ်တီကိုတေချာအောင်မေးပါတော့တယ်အဲ့ဒီချိန်မှာပဲရွှေဟာသူမရဲ့အဖိုးကိုခွန်းလုံတတ်တာမဟုတ်ကြောင်းအဖြစ်မှန်ကိုသိသွားပါတော့တယ်ဖြစ်မှန်ကိုသိသွားတော့ရွှေကထိုစစ်တီကိုတတ်ဖို့လုပ်ပေမဲ့အင်အားချင်းမမျှတာကြောင့်သူမဟာဖမ်းချုပ်ခံလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲရှားကိုစစ်သူကြီးရောက်လာတော့ရွှေဟာသူမရဲ့ဖို့အတွက်ဒီစစ်တီတွေကိုတတ်မှဖြစ်ကြောင်းပြောပြီးရှားကိုစစ်သူကြီးကိုပါတိုက်ခိုက်ပါတော့တယ်မုံရန်ဟာရွှေကိုမလုပ်ဖို့တားတော့မုံရန်ဟာသူ့ရဲ့စစ်တီယာတို့ကိုပဲမတ်မောနေတာလို့တွေးပြီးသူမဟာမုံရန်ရဲ့အဝေးကိုထွက်ပြေးသွားပါတယ်အဲ့ဒီနောက်မုံရန်ဟာသူ့ရဲ့အိမ်မက်ဖြစ်တဲ့စစ်တီယာတို့ကိုရသွားပေမဲ့မပျော်မရွှင်ဖြစ်နေပါတယ်ညရောက်တော့ငကနိုင်ကျင်သေးတွေဟာချင်းရံမြို့ကိုထပ်လာတိုက်ခိုက်တော့ရှောက်ကိုစစ်သူကြီးကိုကြောင်းကြားတဲ့လူအသက်ခံလိုက်ရပါတယ်ဖမ်းချုပ်ခံရတဲ့ခွန်းလုံဟာလည်းစစ်တီနှစ်ယောက်ရဲ့နှိပ်စက်တာကိုခံနေရတော့မှမုံရန်ရောက်လာပြီးအဲ့ဒီစစ်တီနှစ်ယောက်ကိုထွက်သွားဖို့ပြောလိုက်ပါတယ်မုံရန်ဟာခွန်းလုံကိုထိဖို့ပြင်တော့ခွန်းလုံဟာသူ့ရဲ့လက်ကိုကိုက်ဖို့ပြင်လိုက်ပေမဲ့တကယ်မကိုက်ပဲလွတ်ပေးလိုက်ပါတယ်မုံရန်ဟာခွန်းလုံကိုကြည့်ရင်ကိုမိဆရာကြီးရဲ့စကားတွေကိုပြန်ကြားအောင်ပြီးခွန်းလုံကိုလွတ်ပေးလိုက်ပါတယ်လွတ်မြောက်သွားတဲ့ခွန်းလုံဟာမုံရန်ကိုသူ့ကြောပေါ်တင်ပြီးရင်းရံကြောက်တုံးရှိတဲ့နေရာကိုခေါ်သွားပါတယ်။ငကနိုင်ကျင်သေးတွေဟာဒီကြောက်တုံးကိုပြန်လိုချင်လို့မျိုးလေးကိုဝင်တိုက်ခိုက်တာဖြစ်ကြောင်းမုံရန်ဟာသိသွားပါတယ်။အဲ့ဒီချိန်မှာပဲရှားကိုစစ်သူကြီးရောက်လာပြီးကြောက်တုံးကိုပြန်တောင်းပေမဲ့မုံရန်ဟာပြန်မပေးလို့စစ်သူကြီးဟာမုံရန်ကိုတိုက်ခိုက်ပါတော့တယ်။စစ်သူကြီးကမုံရန်ကိုတိုက်နေတော့မှပဲရွှေရီရောက်လာပြီးတော့မုံရန်ကိုကာကွယ်တိုက်ခိုက်ပါတယ်။သူတို့နှစ်ယောက်ကခွန်းလုံကိုစီးပြီးအဲ့ဒီနေရာကနေထွက်သွားကြပါတယ်အဲ့ဒီချိန်မှာပဲရှားအိုစစ်သူကြီးကနှဆေးလုံးစားလိုက်တာကိုမုံရွယ်မြင်သွားပြီးတဲကိုဂေဟာကမိစ္ဆာကြီးနဲ့စစ်သူကြီးဟာတဖွဲ့တည်းဆိုတာကိုသိသွားပါတယ်ရှားအိုစစ်သူကြီးဟာမုံရွယ်တို့နောက်ကိုစမပြတ်လိုက်နေပြီးနောက်ဆုံးတော့မုံရွယ်တို့ကိုဝိုင်းမိသွားကြပါတယ်စစ်သူကြီးဟာမုံရွယ်စီကကြောက်တုံးကိုပြန်ပေးဖို့တောင်းပေမဲ့ပြန်မပေးဘဲစစ်တီတွေဘက်လက်ကနှက်ကြောက်တုံးကြောင့်ငကနိုင်ချင်းသေးတွေကမြို့ကိုတိုက်ခိုက်နေတာဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီချိန်မှာပဲငကနိုင်ကျင်သေးတွေထက်ရောက်လာပြီးတိုက်ပွဲကြီးဖြစ်သွားပါတယ်။နတ်ကြောက်တုံးရဲ့စွမ်းအားတွေဟာမုံရန်ရဲ့ကိုယ်ထဲဝင်လာနေတော့မှပဲစစ်သူကြီးရှာအိုကဂျားပြတ်တိုက်ခိုက်ပြီးကြောက်တုံးကိုလူယူလိုက်ပါတယ်။နတ်ကြောက်တုံးရသွားတဲ့စစ်သူကြီးကိုငကနိုင်ကျင်သေးတကောင်ဟာဝင်တိုက်ခိုက်လို့စစ်သူကြီးရဲ့လက်ထပ်ဆုံးရှုံးသွားပြီးခန္ဓာကိုယ်ဟာလည်းနိုင်ရန်မှာမြုပ်နေပါတယ်။နိုင်ရန်မှာမြုပ်နေတဲ့စစ်သူကြီးကိုငကနိုင်ကျင်သေးတကောင်ကတတ်ဖို့လို့မှစစ်သူကြီးဟာနှက်ကြောက်တုံးကိုသူ့ရဲ့ခန္ဓာကိုယ်ထဲကိုထည့်လိုက်ပြီးတော့သူ့ရဲ့လက်ဟာလည်းပြန်လဲကောင်းမွန်လာပါတယ်အသွင်ပြောင်းသွားတဲ့စစ်သူကြီးကိုအားလုံးကကြောက်ရွံ့နေကြပြီးမုံရွန်ဟာလည်းစစ်သူကြီးရဲ့တစ္ဆာဖောက်မှုတွေကိုသိသွားပါတယ်မုံရွန်နဲ့ရှောက်ဟာစစ်သူကြီးကိုတိုက်ခိုက်ကြပေမဲ့အင်အားချင်းမမျှပဲမုံရွန်ရဲ့လက်တစ်ပတ်ဟာပျက်စီးသွားပြီးရွှေဟာလည်းစစ်သူကြီးဇက်တာကိုခံလိုက်ရပါတယ်ခွန်လုံးနဲ့စစ်တီအားလုံးဟာလည်းရှောက်ကိုစစ်သူကြီးကိုဝိုင်းတိုက်ခိုက်ကြပေမဲ့မအောင်မြင်ပဲစစ်သူကြီးရဲ့စွမ်းအားဖြင့်ပြောင်းလဲခံလိုက်ရပါတယ်။ရှားဟိုစစ်သူကြီးဟာလူတွေအားလုံးကိုသူ့ရဲ့စွမ်းအားဖြင့်ပြောင်းလဲနေပြီးရွှေဟာလည်းတည်ဆုံးသွားပါတယ်။မုံရွာဟာကြောက်တိုင်တော်ကြီးတွေကိုပြန်ရောက်သွားပြီးကိုမိဆရာကြီးကအနှဲငယ်ဆုံးမပြီးရဲ့နောက်မှာအသက်ပြန်သွင်းပေးလိုက်ပါတယ်။မုံရွာဟာပြန်လဲရှင်သန်လာပြီးတဲ့နောက်စိတ်ဟာလည်းသူ့ကိုယ်သူဓာတ်သွင်းပြောင်းပြီးရှားဟိုစစ်သူကြီးကိုဝင်တိုက်ခိုက်ပါတော့တယ်။မုံရွာနဲ့ရှားဟိုစစ်သူကြီးတို့ဟာပြင်းပြင်းထန်ထန်တိုက်ခိုက်ကြပြီးနောက်မုံရန်ဟာရှားဟိုစစ်သူကြီးရဲ့ရင်ဘက်ကကြောက်တုံးကိုထုတ်ယူပစ်လိုက်ပါတယ်။ကြောက်တုံးရဲ့စွမ်းအားတွေမရှိတော့တဲ့စစ်သူကြီးကလည်းမူလားအတွင်ပြန်ပြောင်းသွားပြီးကြောက်ဆိုင်နေအဖြစ်ကွဲကြေသွားပါတော့တယ်။အားလုံးပြီးဆုံးသွားတော့မုံရန်ကိုဝိုင်းဝန်းကွန်ပျူတာပြီးနှက်ကြောက်တုံးဟာလည်းသူ့ရဲ့မူလားနေရာကိုပြန်ရောက်သွားပါတယ်။မုံရန်ကတော့ရွှေရီကိုခရီးပေးတဲ့အတိုင်းထန်အမ်းမြို့ကိုသွားပြီးရွှေရီရဲ့မိသားစုတွေကိုလိုက်ရှာရင်းနဲ့ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်